ရှက်စရာများများနဲ့ပေါ့နော်ဘိန်းမျိုးစုံတွေကိုကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့85စတိုင်းမန္တလေးလန်စနာမုနီဖျားဆိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်မယ်နော်မင်းတို့ထိုင်းရမို့ကတော့ဘိန်းတွေကို customer စိတ်ကြိုက်ပေါ့နော်ရွေးချယ်စရာများအောင် brand မျိုးစုံပေါ့နော်ကိုပိုင် brand လည်းရှိတယ်မင်းတို့တခြားကိုယ်စားလှယ် brand တွေလည်းရှိရပေါ့နော်ပြီးတော့ရွေးချယ်စရာလည်းများမယ်မင်းတို့ကိုတောင်နဲ့ကိုပစ္စည်းအပြည့်တွေဖြည့်ထားပေးရပေါ့နော်ရှိုးလုံးဆိုလည်းမင်းတို့အပြည့်ပေါ့နော်ကိုတောင်မှာဆိုလည်းမင်းတို့အပြည့်အပေါ်ထက်အောက်ထက်ပေါ့နော်မင်းတို့ဘိန်းတွေရွေးချယ်စရာများနဲ့မင်းတို့ခင်းချင်းပြလာပေးထားတာဖြစ်တဲ့အတွက်လိုအပ်တဲ့ customer များစိတ်ကြိုက်ဝယ်ယူအားပေးနိုင်ပါရဲ့နော်လိုင်စင်မဆောက်ချင်တဲ့ customer တွေလည်းမင်းတို့လိုင်စင်တစ်ခါတည်းကြာပြီးတာဘိန်းလေးရှိတာမို့လို့စိတ်ကြည်ကြည်နက်နက်နဲ့ပေါ့နော်စိတ်ချမ်းချမ်းသာနဲ့ရွေးချယ်စရာများနဲ့လာရောက်ဝယ်ယူအားပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုမင်းကဗီဒီယိုလေးရိုက်ပြပေးတော့ဖြစ်ပါတယ်နော်လက်လီလက်ကားလည်းပေးနေတဲ့ဆိုင်မိုးလို့ပေါ့နော်မင်းတို့ဈေးနှုန်းချိုတာဆိုတာနဲ့အားပေးနိုင်ပါပြီနော်